ကပါပါသူတို့ဝိထားဘော်ဒီကြားကပစ္စည်းများလူတွေမြင်အောင်ဗန်းကြထားဖျားဖျားဖျားဘူးလေအတဘူးလေဘူးလေအတဘူးလေကိုရီမောင်ကွာသူတို့မရှက်အားရှိသားတွေများကြီးနဲ့တုံကြုံတာသူတို့ရှောက်လို့သွားငွေကိုက်မှရှောက်ဘူးလားဖျားဖျားဖျားဘူးလေအတဘူးလေဘူးလေအတဘူးလေဘူးလေအတဘူးလေအဖေရစိတ်နဲ့ကလို့ဒါအစိုးရမလေးများသူတို့ဘဝကိုကြည့်ပြီးတော့ရှင်နေရတယ်အားတိုင်းမရှင်နေပတ်စံမဲ့အစိုးရတွေကိုမခဲခွဲထဲချင်တာကိုထဲပတ်စံအကြီးချမ်းချမ်းညတာအတအကြံမှာအန်ကိုဆိုလိုက်ပထုံးခဲ့လေဟိုဝဒီဟာနိုင်တိုင်းနေလို့လည်းလိုက်လို့တော့အစိုးရတွေမှဟုတ်ပြန်တာသူတို့ကြည့်တော့ဟာဗျာလက်တော့လက်ကဖေးရဂိမ်းပေါက်ဆောက်ကဖေးရဓာတ်လင်ကဖေးရလူနာတွေကလက်ပတ်တောင်းဝန်ထမ်းတွေကစိတ်ကူးကယူနေရောက်လို့ရအောင်ဆရာဘူးလေအတဘူးလေဘူးလေအတဘူးလေတမန်ဆရာကပြောတယ်အမေရဲ့စီလန်းကျုံမှာကြောက်တယ်ရေခွေအထူးကူနဲ့ပြာရရင်လေးဘဝပြက်ကိန်းကြုံနေတယ်ကျွန်တော်ပြောမယ်ခက်ရှင်းရှင်းမော်တယ်တင်မြင်ဝင်မော်တယ်ဆိုတာဘာလဲဝိတော့အကုန်ကွဲသူတို့တွေကမရှိရဲ့ကြီးတဲ့သူကမမြင်ရဲ့ဒေါ်လာသားနဲ့တွဲကျင်တယ်ဆိုတာတွဲကွဲကျင်တယ်ဆိုတာကွဲပြဲကျင်တယ်ဆိုတာပြဲကျွန်တော်အဖေဆရာကပြောတယ်မေရဲ့မင်္ဂလိများကအကွဲကြိုက်တယ်ဘဝတစ်ခုလုံးကွဲသွားရင်ကွဲပြန်ချုပ်ဖို့မလွယ်ဘူးထင်တယ်ဘုရားဖရာတည်ထားလို့မြင်တဲ့တိုင်းပြည်ဆိုပါမည်အလူကန်းတဝဲအော်သူတဝဲဝေစားများစားယူပါသေးတော့တရားဖြတ်ဝင်ခိဝင်ကားများဖြတ်ပိုင်းမပါလဲထဲ့သေးတော့ဘောင်းဘောင်းကြွပေါ်ကနေတော့ခြေရောင်သူများပေတရားမှာလူသွားဖို့လည်းမကြံသေးတော့သမီးရှင်မငွေမျက်နှာဒေါ်လာပါရင်သွားစီတော့ပန်းညံတွေစီမအတွဲများအမြင်မတော်ဖြစ်နေတော့ဌာနဆိုင်ရာသူမျိုးသားပြည်မောခွက်ဖို့ရသေးတော့တသိန်းတန်ပါပြီဦးကျော်ခိုင်